ဒီထဲကအပင်တပင်တောင်တန်းတစ်ခုနဲ့အမတ်တရတစ်ခုကနေစတင်ပါတယ်တစ်ခေါက်လွာတိုင်းကိုလက်နဲ့ခွာပြီးထူထောင်းကပြာရည်ပူမှာပြုတ်ရပါတယ်ဒါဟာအမြင်တွေကိုပျော့ပြောင်းစေဖို့ရာစုနှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ဤစနစ်တစ်ခုပါချီမြင်တွေကိုတော့ဘဲချိန်ဘဲနေရာမှမဆိုကိုခန္ဓာမှာပတ်ထားရင်လက်နဲ့ပဲငင်ကြပါတယ်ပြီးရင်တော့အေးဆက်နေတဲ့စမ်းကြောင်းထဲမှာလက်ပလာခြေပလာနဲ့ပုတ်တိုက်ဆေးကြောရပါတယ်ကျွမ်းကျင်တဲ့လက်တွေကရှေးဟောင်းရက်ကန်းစင်တွေပေါ်မှာပျော့ပြောင်းတဲ့ချီမြင်တွေကိုရက်လုပ်ကြပါတယ်လှုပ်ရှားမှုတိုင်းမှာစီးချက်ရှိပြီးအထယ်တိုင်းမှာပုံမြင်တပုတ်ရှိနေပါတယ်အထယ်ကိုတစ်ခါပြန်ဆေးပြီးတောင်ပေါ်နေရောက်အောက်မှာအချောက်ခံရပါတယ်ဒါဟာတဘာဝတရားရဲ့နောက်ဆုံးကောင်းချီးပေးမှုပါပဲပြီးတဲ့နောက်မှာတော့ခန္ဓာကိုယ်လေးချိန်ကိုအသုံးပြုပြီးကြောက်တုံးတလိမ့်တုံးတွေနဲ့ဖိနှိပ်ကခွန်အားနဲ့စိတ်ဝိညာဉ်တို့ပေါင်းဆက်ပြီးအထယ်ကိုပျော့ပြောင်းအောင်လုပ်ရပါတယ်မဲနယ်ရောင်ကအထယ်ကိုအသက်ဝင်စေပါတယ်ဒါဟာမုံလူမျိုးတို့ရဲ့ဝိသေသဖြစ်တဲ့နတ်မောင်နဲ့အပြာရောင်မှာတလွာချင်းစီယုံကြည်ချက်တစ်ခုချင်းစီကိုစိုးဆွဲထားတာပါအသက်96နှစ်အရွယ်မှာသူမရဲ့လက်တွေတုံရင်နေနိုင်ပေမဲ့သူမရဲ့စိတ်ဝိညာဉ်ကတော့မျက်နှိုးတံမိုးထားရတဲ့ပုံစံတိုင်းကိုပြဖျောင်းနဲ့ပုံဖော်နေသေးပါဒါဟာအထက်သက်မဟုတ်ပါဘူးဒါဟာအမွေနှစ်တစ်ခုပါဒါဟာဗီယက်နမ်နိုင်ငံမှာလက်နဲ့ပြုလုပ်ထားတဲ့ယဉ်ကျေးမှုတွေနဲ့အသက်ဝင်နေတဲ့မုံလူမျိုးတို့ရဲ့လင်းနေထဲပဲဖြစ်ပါတယ်